မန္တလေးမြို့ဟောင်း၏လျှို့ဝှက်ချက်မန္တလေးတောင်ကြီးရှိဗြိတိရှခေတ်ကတိဆောက်ခဲ့သောအိမ်ဟောင်းကြီးတစ်လုံးကိုစာရေးဆရာလေးမိုးသူဝယ်ယူလိုက်သည်အိမ်ဆိုင်ရာမှတ်တမ်းများတွင်1923ခုနှစ်ကအိမ်၌မိသားစုတစ်စုလုံးလျှို့ဝှက်တည်ဆုံးခဲ့သည့်အဖြစ်ဆိုးကိုတွေ့ရသည်ပထမညစ်မှာပင်မိုးသူသည်ညစ်နက်တကောင်အချိန်ကလေးငိုတန်းနှင့်ကြွေခွက်ကြေတန်းများကိုကြားရသည်အိတ်ခမ်းနံရံတွင်ရုတ်တရက်ပေါ်လာသောငါသားကိုပြန်ပေးဆိုသည့်သွေးစာလုံးများကသူ့ကိုချမ်းစိမ့်စေသည်ဒုတိယညတွင်မိုးသူ၏တငယ်ချင်းဇင်မောင်လာလေသည်ညစာစားပြီးနောက်သူတို့သည်အိမ်ဟောင်း၏မြေအောက်ခန်းကိုစူးစမ်းကြသည်မိအိမ်အလင်းရောင်အောက်တွင်ကလေးခြေထောက်များဆွဲငင်ထားသည့်ကျိုးမြင့်များနှင့်အဝါရောင်ချီစများကိုတွေ့ရသည်ချက်ချင်းပင်ဇင်မောင်သည်မျက်နှာပြတ်သွားပြီးသူတို့ငါ့ကိုဖမ်းတော့မယ်ဟုအော်ဟစ်ကပြေးထွက်သွားသည်နောက်တစ်နေ့တွင်ဇင်မောင်၏ခန္ဓာကိုယ်ကိုအိမ်ကြီးချင်းရေကန်ထဲတွင်ခြေသေးလက်သေးများနှုတ်ပယ်ထားသည့်အလားအနာတရားဖြစ်စဉ်တွေ့ရှိရသည်သူသည်အိမ်ဟောင်း၏တမိုင်းကိုလေ့လာရန်ကျေးရွာရှိအဖိုးဥပကြီးထံတွားရောက်ခဲ့သည်ဤအိမ်ကို1920တွင်ဦးဖိုးစိန်ဆိုသူဗမာပညာတတ်တဦးတည်ဆောက်ခဲ့သည်သူသည်နတ်ဆိုးကိုးကွယ်မှုပြုသည်ဟုအစိုးမြင်ခံရသူဖြစ်ပြီးသူ၏ကလေး3ယောက်လုံးပျောက်ဆုံးသွားကဇနီးသည်လည်းကိုဝင်ဖြတ်ချရင်းတေဆုံးခဲ့သည်ဟုအဖိုးကပြောပြသည်ညအချိန်အိမ်ပြန်ရောက်သောအခါမိုးသူသည်မိဖို့ကြောင့်တကားနှင့်မျက်နှာချင်းဆိုင်ထိုင်နေသောအဖြူရောင်အဝတ်စုံများဝတ်ဆင်ထားသည့်အမျိုးသမီးတဦးကိုတွေ့လိုက်ရသည်သူမသည်လက်တစ်ဖက်တွင်ကလေးဦးကောင်းခွန်တစ်ဖက်တွင်ဓာပြကင်ထားပြီးငါသားတွေကိုမင်းတက်ခဲ့တာလားဟုမေးခဲ့သည်မိုးသူကကြောက်လန့်ပြီးအဲ့ဒီနေရာမှာတင်မေးလဲသွားပါတော့သည်နောက်မနက်မိုးသူသာတတိယလာပါတော့တယ်မင်းညကကိစ္စကိုချက်ချင်းတတိယသွားပြီးမိုးသူသည်အိမ်ကိုမိရှို့ရန်ဆုံးဖြတ်လိုက်သည်မိလောင်နေစဉ်အိမ်တွင်းမှကလေးငိုတံများနှင့်ကျေးဇူးပြု၍ကယ်တော်မူပါဟုသောအတန်များကြားရသည်နောက်ဆုံးတွင်မိငိမ့်သွားသောအခါအိမ်၏အကျွင်းကြံများထဲတွင်ကလေးရိုးစုများနှင့်ဦးဖိုးစိန်၏မှတ်တမ်းစာအုပ်ကိုတွေ့ရှိရသည်စာအုပ်တွင်ဤသို့ရေးထားသည်ငါကနတ်ဆိုး၏စွမ်းအားဖြင့်ချမ်းသာလာခဲ့တယ်ဒါပေမဲ့နတ်ဆိုးကငါကလေးတွေရဲ့အသက်ကိုတောင်းဆိုတယ်ငါညှင်းဆန်တဲ့အခါသူတို့အားလုံးကတေဆုံးခဲ့ရတယ်လူရေးထားတဲ့စာကိုပြီးဆုံးအောင်ဖတ်လိုက်ပြီးနောက်အတွေးများစွာဝင်လာပါတော့တယ်မိုးသူသည်အိမ်ဟောင်းနေရာကိုစွန့်ခွာသွားတော်လဲညအချိန်တိုင်းသူ၏အိမ်အသစ်တွင်ကလေးငိုတံများကြားနေရဆဲဖြစ်သည်တညတွင်မှန်သေး၌ဦးဖိုးစိန်၏အရေးကိုမြင်ရပြီးနောက်ဆုံးစကားလုံးများမှာမင်းလဲငါလိုပဲသူတို့နဲ့အတူနေရတော့မယ်မိုးသူဟာအဲ့ဒီစကားကြောင့်တစ်သက်လုံးခြောက်ခြားစရာတွေနဲ့ဖြတ်တန်းလိုက်ရပါတော့တယ်ဇလန်းလေးကဒါပါပဲဤဇလန်းသည်စိတ်ကူးရင်တက်တာဖြစ်သည်ကြည့်ရှုသူအယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျမတင်ဆက်သူကျူကျူပါ